ဂျပန်မှာယထာစီးရင်ကြော်ပွိတ်ကိုရင်ဘတ်ရှိမှာပဲဘာလို့လွဲကြတာလဲဂျပန်နိုင်ငံရဲ့အလောက်သွားအပြန်ယုံတက်ယုံစင်ချိန်တွေမှာယထာစီးနှင်းကြမယ်ဆိုရင်တော့နေ့စဉ်ကြုံတွေ့ရတတ်ပြီးအစပိုင်းမှာတော်တော်လေးမျက်စိလဲသွားရတတ်တဲ့ထူးဆန်းလာတဲ့ဘူတိုင်ယုံလမ်းညွှန်ချက်အစည်းကမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဂျပန်နိုင်ငံရဲ့ယထာတွေပေါ်မှာလူတွေဘလောက်ပဲပခုံးချင်းထိအောင်တိုးဝိတ်ညက်ပိတ်နေပါစေကိုလွယ်လာတဲ့ကြော်ပွိတ်ကိုကြောပြက်မှာပုံမှန်အတိုင်းလုံးဝမလွယ်ပဲရင်ဘတ်ဘက်ကိုပြောင်းလွယ်တာဒါမှမဟုတ်လက်ကနေကင်ထားတတ်ကြပါတယ်။ဂျပန်နိုင်ငံရဲ့ဘူတိုင်ယုံတိုင်းမှာလည်းယထာပေါ်တက်ရင်အိတ်ကိုအရှိဘက်မှာလွယ်ပါဆိုတဲ့ပိုစတာတွေကိုနေရာအနှံ့မှာကတ်ထားလေးရှိပါတယ်ရှင်။နိုင်ငံတကာမှာကတော့ကြောပွိတ်ကိုကြောမအလွယ်တကူလွယ်ပြီးတော့သွားလာတာကတဘာဝကျတယ်ဆိုပေမဲ့ဂျပန်မှာကတော့ယထာစီမယ်ဆိုရင်အထူးတလဲပြောင်းလဲဝတ်ဆင်ခံရတာကဘာလို့လဲဆိုရင်တော့ငဲ့ညာတက်တဲ့စိတ်သက်ကြောင်းလို့ဆိုရပါမယ်။အဓိကအကြီးမားဆုံးလေးချက်ကတော့ကိုကြောပွိတ်ကြောင့်အနောက်ကလူကိုမသိမသာဒုက္ခပြီးမိမှစိုးရင်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်ရှင်။ရုံစင်းချိန်မှာယထာပေါ်မှာလူတွေတယောက်နဲ့တယောက်လှုပ်ရှားလို့မရအောင်ကြက်ညက်နေတာမို့ကိုကကြောပွိတ်ကိုကြောမှပဲလွယ်ထားမယ်ဆိုရင်ယထာ break အုပ်လိုက်တဲ့အခါဒါမှမဟုတ်ခန္ဓာကိုယ်အနှဲငယ်လှည့်လိုက်တဲ့အခါမျိုးတွေမှာအေးရထူထွက်နေတဲ့ဒူတွေကကိုနောက်မှာရက်နေတဲ့သူ့ရဲ့ရင်ဘတ်ကိုတွားတိုက်မိတာတက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေကိုတွန်းတိုက်မိတာမျိုးတွေဖြစ်သွားစေနိုင်လို့ပါပဲပို့ပြီးတော့ဆိုတာကတော့အိမ်မှာပါတဲ့တန်ခွန်းတွေစစ်တွေကအနောက်ကလူရဲ့ဝတ်စုံတွေနဲ့ညှိပြီးတော့ပျက်စီးစေနိုင်တဲ့အတွက်အိတ်ကိုရင်ဘတ်ပြောင်းလဲဖို့အတွက်တောင်းဆိုကြတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ယထာအတွင်းလမ်းကြောင်းပိတ်ဆို့မှုမဖြစ်အောင်ကျူးဆိုင်တဲ့သဘောပါရှင်ဂျပန်လူမျိုးတွေကအိတ်ကိုအရှိဘက်မှာလွှဲထားတဲ့အခါကိုယ့်ရဲ့အိတ်အနေအထားကိုမျက်စိနဲ့အမြဲမြင်နေရတာမို့ယထာဘိုးကိုလူတွေအဝတ်အထွက်လုပ်မယ်ဆိုရင်ကိုယ်ခန္ဓာကိုအလျိုလျောက်ကြုံပြီးလို့ရသွားပါတယ်တကယ်လို့အိတ်ကကြောမှာဆိုရင်တော့လူတွေဖြတ်သွားတဲ့အခါအိတ်နဲ့တိုက်မိပြီးတော့လမ်းပိတ်ကြမျိုးတွေခဏဖြစ်တတ်ပါတယ်ရှင်အခုနောက်ပိုင်းဂျပန်ယထာကုမ္ပဏီတွေရဲ့စစ်တမ်းအရကြောပွိတ်ကိုကြောမှာလွှဲထားခြင်းဆိုတဲ့အချက်ကမကြိုက်ကြတဲ့အချက်အဖြစ်ထိတ်ဆုံးကနေအမြဲတမ်းရွေးချယ်ခံရလိမ့်ရှိပါတယ်ဒီကြောပွိတ်စီကန်းနဲ့မကပဲအိတ်ကိုလက်ကနေဆွဲတဲ့အခါမျိုးမှာလေအောက်ခြေကျမ်းမြန်ဘက်ကိုချမထားပဲကိုယ့်ရဲ့ခြေထောက်နှစ်ဖက်ကြားထဲကိုညှက်ပြီးတော့ကင်ထားရပါတယ်နော်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ယထာထိုင်ကုန်တွေရဲ့အပေါ်မှာရှိတဲ့ပစ္စည်းတင်စင်မောကိုတည်တည်ချာချာလေးတင်ထားရပါတယ်ယထာစီနေတော့မှလည်းဖုံးပြောတာကိုလုံးဝပိတ်ပင်ထားသလိုနှကြက်နဲ့တချင်သားထောင်ရင်ကြောင်းအပြင်ကိုအတမချွတ်အောင်အထူးကျူးဆိုင်ရတာမို့ဂျပန်ယထာကျွဲတွေဟာလူထောင်ချီစီးနေတာကြောင့်တုတ်တန်စစပြန်လိုမျိုးတိတ်ဆိတ်နေတာကတော့အဆန်မဟုတ်တော့ပါဘူးရှင်တကယ်လို့ကိုဝန်ဆောင်မိခင်တွေဒါမှမဟုတ်တက်ကြီးရွယ်တွေအကျွဲတည်တံ့ပေးထားတဲ့ဦးစားပေးထိုင်ကုန်တွေအနားမှာရက်မိနေတယ်ဆိုရင်တော့ကိုယ့်ရဲ့အိတ်ကိုအရှိမလွှဲထားရုံချင်းမကပဲတစ်ဖက်လူရဲ့နှလုံးခုန်ဆက်တွေကိုလှိုင်းအနှောက်ယှက်မှုဖြစ်စေဖို့အတွက်ကိုယ့်ရဲ့လက်ကင်ဖုံးပါလုံးဝပိတ်ထားပေးရတဲ့အထိစီကံကြီးလာပါတယ်။ဒါကြောင့်မလို့ဂျပန်နိုင်ငံမှာယထာစီးပြီးတော့သွားလာလှုပ်ရှားတဲ့အခါမှာကိုယ့်အိတ်ကိုလွှဲတာဘာဖြစ်လဲဆိုပြီးတော့ပေါ့တန်တွေးတောပြီးတော့စီကံဖောက်ဖျက်တာမျိုးကိုလုံးဝရှောင်ကျဉ်ကြဖို့လိုအပ်ပါတယ်။တစ်ဖက်လူကိုအမြဲတမ်းငဲ့ညာတတ်တဲ့ဂျပန်တို့ရဲ့စိတ်သက်ကောင်းတွေကိုလေ့လာရင်းနဲ့ကိုယ်တိုင်ကလည်းဂျပန်ရောက်တဲ့အခါစီကံရှိပြီးယဉ်ကျေးတဲ့လူငယ်တွေအဖြစ်အများနဲ့သဟဇာတဖြစ်အစဉ်ပြေပြေနေထိုင်သွားနိုင်ကြစေဖို့အလေးနဲ့ထားမျှဝေပေးလိုက်ရပါတယ်ရှင်။